ne ma fa se ma se ta le ko sa bra ba se ta ne ni we e ya ni atra se ta le ja ma se ta ma atra ma ne ja okay let's go mo wa na tha ni lo thang ya ya e ta la ni te bra no di dai ma tha so na ma sa ta ba lo ne so na no ko se ta fi le mo le ko ya naဒါလည်းရေးကြည့်တယ်ရေးကြည့်တဲ့ချက်ထည့်ရမယ်။နောက်ထပ်ပြီးဆက်တာထည့်လို့ရပြီ။ဟောရတယ်1.31 1.23 4 number ဒီလိုက်။နောက်300နဲ့စကန်300နဲ့ဒါလည်းခိုင်းအကြောင်းလို့ရှိနေပြ။နောက်နေ့ကျမှည300နဲ့စကန်ရေးပြန်ရ။လုံးနဲ့အခုကအင်တော့ထဲရရောက်ပြီစတာလေးတော့မစိုးပါဘူးထဲတော့မပါဘူးလားချီကိုရေးစုကြည့်မယ်ရေးမကြည့်ဘူးဒီကဘူးလို့ reality တော့စတန်နေတယ်ပါတယ်ဒီနေရတကယ်လင်းနေခဏလေးနေကြီးစုံနေပုံစံလေးရမစိုးဘူးတမီးပါတစ်ချက်ထားရတော့ okay let's go လင်းအားလေးတော့မစိုးကြတားယူနေပဲညာလေးကြည့်ကြည့်မယ်ပြရတော့အိုးရဆန်နေတယ်ဒါမီးလင်းမယ်ဆိုရင်မနိုင်ရပြလိုက်နော်ကျတော့အိုးရပြလိုက်ကိုအိုးနည်းနည်းလေးအမအိုးတော့အိုးလာဖို့ရရမစိုးကြမင်းအားကြည့်မယ်ငါဒီဆက်ကြအောင်ဆက်လို့9မှတ်လောက်ပြီးပါတယ်ဒီဆက်ကတော့လည်းတော့ let's go ဒီရဲ့စိတ်တာကတော့လို့မျိုးစီကိုပဲလိုက်အန်တော့လာဟာနေပါဒီကြီးကြတော့တော့မဆိုးတော့စိတ်တာအဲ့မှာနေရတဲ့တက်တခုခုနဟာတော့မလောက်ဆိုရင်လင်းအောင်ဆိုလိုက်ပါစိတ်တာတခု copy ကူးထားပါမင်းကအရမ်းမတဲ့စိတ်တာတခုပါဒီတော့ပါတယ်နေရဟိုလုံးလောက်တော့ပြန်လို့အိုးပြောထားရောနေမှာတော့ပါလေဘတ်အကြောင်းမှတန်းတယ်ပါနော်မီမဆန်တယ်ဒီလိုတော့မှာအိုးမိုက်တယ်ကြဆိုတပည့်တို့ရေးရေးထည့်ပေးထားတယ်ခဏရမလင်းနေလာပါဘယ်လိုပြောလဲထည့်လို့အိုးတကယ်ကြတကယ်လာလာပါမလာဘူးဘယ်လိုဆွေးတော့ကြည့်ရအောင်ဟုတ်ဆွေးရစိတ်နေကြနော်ဟောကထားဆိုရင်အပြည့်ပြန်လာမယ်ကြားလို့ဟာဆွေးဟာအမလို့ဟာသူဒီထဲမှာဒီအမနည်းနည်းတိတာနော်ရှာလာနော်ထပ်ကန်ကြည့်လားနောက်တစ်ခုလည်းကန့်ဖားဗျဖားလေးစမ်းမယ်အော်မီးလောင်နေတဲ့အဖက်လေးနဲ့မီးကိုဖက်လေးမီးလောင်နေတဲ့အဖက်လေးရလှဒီကလည်းမစိုးလှတာပိုင်းသူ့စမ်းပြီးတော့အမှတ်ပေးလို့ရ
မရှိတာရှိတယ်မလို့ဆောင်းနေတယ်ဒီစိတ်တော်ဆယ်မှတ်မှာစစ်မှတ်ခွဲပေးပါလေ